အမိုက်ဖြစ်တာဟိုမှာခန်းခန်းနားနားကြီးနဲ့ပြစ်တဲ့နေရာကိုကျွန်တော်သွားပြပေးမယ်အဲ့ဒါဘယ်နေရာလဲဆိုတော့အဲ့နေရာမှာဆိုင်ကယ်တွေနော်ဆိုင်ကယ်တွေစပိန်တွေအစုံမို့လို့ပြစ်တာမဟုတ်တချို့ကမလိုအပ်ဘူးဆိုရင်သွားပြစ်တာအဲ့မှာမိုက်ခရိုဝေးတွေဘာတွေညာကြီးပေါ့ဗျာအိမ်သုံးကုန်တွေဒီမှာဒီအနောက်ကဒီလိုမျိုးဆိုင်ကယ်တွေဒီမှာဘိုးတိုင်းအိမ်သားတွေဒါကြီးဆိုအစ်စ်တွေပဲစုံလို့ပြစ်တာမဟုတ်ဘူးအိမ်မှာမလိုအပ်ရင်ပြစ်တာပြီးရင်ဒီမှာဒီအမိုက်တွေပေါ့ထဲတဲ့အမိုက်တွေပေါ့အဲ့အမိုက်တွေကိုစီးစနစ်နဲ့ကျွန်တော်ကအပြင်မှာဒီမှာကားနဲ့သွားအပြင်မှာကားနဲ့သွားပြစ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘဟုတုဒလည်းရကားနဲ့သွားပြစ်ပြပေးမယ်ခင်ဗျာချေရတဲ့လူတွေကဲနှမျောလိုက်တာဒီမှာဘူတိုင်းကြီးဆိုလဲအစ်စ်တွေလားเนาะဒီဆိုင်ကယ်တွေဆိုလို့ရှိရင်ဒီမှာအိတ်တွေသွားပြစ်မှာပြီးကြလို့ရှိရင်ဒါတွေကိုသွားပြစ်မှာဒီမှာရှိုးကစ်တွေခုံတွေကိုသွားပြစ်မှာနှမျောစရာကြီးတယ်မြန်မာပြည်မှာဆိုလို့ရှိရင်တော့တန်မှုရှိတာပေါ့ဗျာဒီမှာကတော့သိတဲ့တိုင်းမှာအမေရိကန်မှာအဲ့ဒါတွေသွားပြစ်ကမှာเนาะဟိုကြလို့ရှိရင်လည်းပစ္စည်းပေါင်းများစွာရှိတယ်အဲ့ဒါတွေကိုသွားပြစ်မှာကိုကျွန်တော်ကအခုပြပြီးမှဖြစ်ပါတယ်အားလုံးဘူးကြရအောင်ဒီဆိုင်ကယ်ဆိုကျွန်တော်အရန်ဟိုမှာကြိုက်အဲ့လိုမျိုးနဲ့ပြစ်ကမှာပဲဘာဖြစ်လို့လဲဆိုအိမ်မှာလည်းကားတွေကအများကြီးရှိတာဒီမှာဒီဟာကြတော့ဒီမှာထားရတယ်ပြင်ထားရတယ်လူချင်းတဲ့ပြည်ရှိရင်ယူလို့ရတယ်ဦးလေးလူချင်းတဲ့ပြည်ရှိရင်ယူဒါကတော့အမိုက်တွေဖြစ်တဲ့နေရာကားတွေနဲ့လာပြစ်ကြတာเนาะအဲ့ဒါဘိုးမတဲ့လူတိုင်းကိုစီပဲကိုထုတ်လေးတွေကိုဆွဲပြီးတော့လာပြစ်ကြတာဂတ်တူတွေဖြစ်တဲ့နေရာဂတ်တူတွေတက်ဂတ်တူဆိုဂတ်တူတက်ဖြစ်တဲ့နေရာကိုကျွန်တော်ပြပြီးအောက်ဒီကြားကုန်ပါဘူးဘုံတစ်ခါနဲ့ဆိုတော့ဒါအဆုံးထိကြည့်ပြီးကြတော့ဒီလိုတော့ခဏလေးကျွန်တော်ဝိုင်းတင်နိုင်အောင်မယ်เนาะကဲသူများနိုင်ငံတွေတိုးတက်ဖွံ့ဖြိုးတာလည်းမပြောနဲ့စီးနဲ့ကန်းနဲ့စနစ်နဲ့ကျွန်တော်အမေရိကန်ရောက်ခဲ့တဲ့ပထမနှစ်တုန်းကလည်းကျွန်တော်တင်ပေးဘူးတယ်အမိုက်ကိုစီးစနစ်နဲ့ပြစ်တယ်ဆိုတာဒါပေမဲ့ဒီကစီးစနစ်ထက်ကိုမှနောက်ထပ်တေချာဟိုမှအမိုက်ပြစ်တာဟိုမှခန်းခန်းနားနားကြီးနဲ့ပြစ်တဲ့နေရာကိုကျွန်တော်သွားပြပေးမယ်အဲ့ဒါဘယ်နေရာလဲဆိုတော့အဲ့နေရာမှာဆိုင်ကယ်တွေနော်ဆိုင်ကယ်တွေစပိန်တွေအစုံမို့လို့ပြစ်တာမဟုတ်တချို့ကမလိုအပ်ဘူးဆိုရင်သွားပြစ်တာအဲ့မှာမိုက်ခရိုဝေးတွေဘာတွေညာကြီးပေါ့ဗျာအိမ်သုံးကုန်တွေအိမ်မှာဥပမာပေါ့နော်ပြစ်ချင်လို့ကိုကားကြီးမသုံးချင်လို့သွားပြစ်ချင်လဲစီးစနစ်နဲ့ပြစ်ကြတယ်ဆိုတာကိုကျွန်တော်ကသွားပြပြီးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမှာဒီအနောက်ကဒီလိုမျိုးဆိုင်ကယ်တွေဒီမှာဘိုးတိုင်းအိမ်သားတွေဒါကြီးဆိုအစ်စ်တွေပဲစုံလို့ပြစ်တာမဟုတ်ဘူးအိမ်မှာမလိုအပ်ရင်ပြစ်တာပြီးရင်ဒီမှာဒီအမိုက်တွေပေါ့ဒါကြတော့ဟိုပါပေါ့နော်ဟိုဒီရိုးထဲတဲ့အမိုက်တွေပေါ့အဲ့အမိုက်တွေကိုစီးစနစ်နဲ့ကျွန်တော်ကအပြင်မှာဒီမှာကားနဲ့သွားအပြင်မှာကားနဲ့သွားပြစ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘဟုတုဒလည်းရအောင်လို့လာပြီးတော့မတိုက်ခိုက်ကြနဲ့နော်လာမဝေဖန်ကြနဲ့ဘဟုတုဒပေးခြင်းလို့ငါဘာလဲမနေဘူးမစားဘူးလားငါနေရာတိုင်းမှာမျိုးစုံနဲ့နေခဲ့ဘူးတယ်ဒါပေမဲ့စီးစနစ်ရှိတာကိုပြောပြချင်တာငါတို့အိမ်မှာဘလူပါဟိုအိမ်မှာဘလူပါငါတို့တိုင်းပြည်မှာဘလူပါလာမပြောနဲ့ဘဟုတုဒကပေးတာတကယ်ကြတော့သူတို့နိုင်ငံအဲ့လူတွေပါလားဆိုတဲ့ဘုဒ္ဓတာပဲယူလာပြီးတော့ပုတ်ဖို့ထိုးဖို့မစင်စားနဲ့သူများနိုင်ငံကိုအထင်ကြီးလို့ကျွန်တော်ကလည်းပြောနေမှာအထင်တော့ကြီးတာပေါ့ဗျာဘာကြောင့်လဲဆိုတော့စီကန်းရှိတာကိုစီကန်းနဲ့လုံနေကြတာဖြစ်တဲ့အတွက်မလို့လူတိုင်းကလည်းအဲ့စီကန်းကိုလိုက်နာကြတယ်ပေါ့နော်ရှေ့ကဥဆောင်ထားတဲ့လူကဒါတက်မှတ်ထားတော့ဒဏ်ကြီးတွေဘာတွေလဲရှိတာဖြစ်တဲ့အတွက်မလို့ဒီမှာကသိတဲ့အတိုင်းပဲအရန်ကြီးမှစီကန်းတင်းကျက်လုံးတော့လူတွေကလည်းလိုက်နာကြရတယ်အဲ့တော့ဒီနေ့သွားပြီးတော့ရိုက်ပြပေးမှဖြစ်ပါတယ်အဆုံးထိကြည့်ပေးနော်ဘာဖြစ်လို့လဲကျွန်တော်ဘူးသူသားလေးရအောင်လို့ပါဘူးသူသားသူများနိုင်ငံမှာအမေရိကန်ဘလူးတွေနေထိုင်စားတောက်နေကြလဲလှုပ်ရှားနေကြလဲသိကျင်တဲ့လူတွေကတော့ကြည့်ဝေဖန်ရေးတက်ဆိုတော့လာမကြည့်နဲ့ကျွန်တော်တဲအခုကျွန်တော်သွားပြစ်ပြပေးမှဖြစ်ပါတယ်အမိုက်တွေနော်ကဲအမိုက်တွေသွားပြစ်ပြပေးမယ်ခင်ဗျာဒါကတော့အဲ့အမိုက်တွေကိုတက်ချေရတဲ့လူတွေသူတက်ကားနဲ့လိုက်ပြတော့တကယ်ဆိုကျွန်တော်ပြင်းလို့မလိုက်ဘူးဒါပေမဲ့ပြင်းနေတာဘုသူသားလေးတွေရအောင်လို့သိအောင်လို့နော်ကားနဲ့သွားပြစ်ပြပေးမယ်ခင်ဗျာချေရတဲ့လူတွေဒါအဲ့ဒါတွေသွားပြစ်ပြပေးမှဖြစ်ပါတယ်ဆိုရင်အစ်စ်ကြီးတွေနော်ဟောင်းလို့စုပ်လို့လွတ်ပြစ်မှာမဟုတ်ဘူးအဲ့ဒါတွေသွားပြစ်ပြမယ်ဒီမှာဆိုင်ကယ်တွေလည်းပြစ်မယ်ဒီစက်တွေလည်းပြစ်မယ်ဒါရတော့ပြစ်မဲ့ဟာတွေတောက်လျှောက်ပဲကြည့်လိုက်အဲ့မှာနော်အိတ်ဒီဆိုင်ကယ်ဒီဟာတွေသွားပြစ်ပြပေးမှဖြစ်ပါတယ်ခင်ဗျာအဲ့ဟာတွေကနော်အစုပ်တွေမဟုတ်ဘူးခင်ဗျာအစုပ်တွေမဟုတ်ဘူးဟိုမှာလူအပ်လို့ရှိရင်အကုန်ပြန်ယူလို့ရတယ်နော်တချို့ကျတော့လူအပ်မဲ့ထင်လို့ရှိရင်ဟ
ဟိုဟာတွေပါယူလို့ရတယ်ဗျအဲ့မှာတချို့ဆိုဆိုင်ငယ်အကောင်းတွေကားအကောင်းမိုင်ခရိုဝေးအကောင်း TV အကောင်းတွေမှာအများကြီးပဲကိုကမလို့အဲ့လိုသွားပြစ်ပြင်မယ်လေစီကမ်းမဲဆိုတာနဲ့ပြစ်လို့မရဘူးစီကမ်းမဲဆိုတာနဲ့ပြစ်လို့မရဘူးခင်ဗျာဟိုဟာဗာလဲစီးနဲ့ကန်းနဲ့စနစ်တကျဟိုကြရင်ဘယ်လိုတွေပြစ်ရလဲဆိုတော့ကျွန်တော်တဆင်းစီရိုက်ပြသေးပါမယ်အားလုံးပဲလိုက်ကြည့်ပေးပါခင်ဗျာဟိုကြရင်စီးနဲ့ကန်းနဲ့ပေါ့ဗျာဘယ်လိုမျိုးလဲဆိုတော့ sorry ဟိုဟာဥပမာအဲ့လိုမှုရတွေပြစ်မယ်ဆိုမှုရတက်သူအဲ့ပြစ်တဲ့နေရာမှာပြီးထားအဲ့မှာမှုရတွေရှည်ထားတာတပီတွေပြစ်မယ်ဆိုတပီတွေတက်စပိန်တွေပြစ်မယ်ဆိုစပိန်တွေတက်ဆိုင်ကယ်တွေပြစ်မယ်ဆိုဆိုင်ကယ်တွေတက်အဲ့လိုဒီလိုကျွေတွေဘူတိုင်းတွေဘာညာအိမ်သုံးကုန်တွေပြီးစတီကုန်တွေဆူဖာတွေပြစ်မယ်ဆိုအဲ့လိုဆူဖာရတက်နေရာကြီးထားတယ်ဆိုတော့ကျွန်တော်ကရိုက်ပြပေးမှဖြစ်ပါတယ်ခင်ဗျာအားလုံးချစ်ရတဲ့သူတွေဘူးစုတာရစီခြင်းလို့ပါကျွန်တော်လည်းဒီတိုင်းဟိုတင်နားဆိုင်သူများနိုင်ငံမှာဘယ်လိုတွေနေရလဲဘယ်လိုတွေထိုင်ရလဲအဲ့လေတည်စီခြင်းနဲ့စံနာနဲ့ပါခင်ဗျာကဲအဲ့ဆိုရင်ပြောလိရှော်ပြီးတော့ကျွန်တော်အခုသွားလိုက်ပါမယ်ပစ္စည်းနည်းနည်းဝိုင်းတင်ပေးထားရမှာပစ္စည်းတွေကနည်းနည်းများတယ်ဆိုတော့အဲ့ဒါပြန်ပြီးတော့ဟိုရောက်လို့ရှိရင်ရိုက်ပေးမယ်တစ်ဆက်တည်းပဲအဆုံးထိကြည့်ပြီးကြတော့ချင်းပြီးတော့ခဏလေးကျွန်တော်ဝိုင်းတင်လိုက်အောင်မယ်နော်ဒီမှာရှူးကစ်တွေခုံနေလို့သွားပြက်မှာနှစ်မျိုးစရာကြီးတယ်မြန်မာပြည်မှာဆိုလို့ရှိရင်တော့တန်မှုရှိတာပေါ့ဗျာဒီမှာကတော့သိတဲ့ဒါနဲ့အမေရိကန်မှာအဲ့ဒါတွေသွားပြက်ကမှာနော်ဟိုကြလို့ရှိရင်လည်းပစ္စည်းပေါင်းများစွာရှိတယ်အဲ့ဒါတွေကိုသွားပြစ်မှာကိုကျွန်တော်ကအခုပြပြီးမှဖြစ်ပါတယ်အားလုံးဘူးကြရအောင်ဒီဆိုင်ကိစ္စကိုကျွန်တော်အရန်ဥမှာကြိုက်ဒါပေမဲ့ပြက်ကမှာပဲဘာဖြစ်လို့လဲဆိုအိမ်မှာလည်းကားတွေကအများကြီးရှိတာဒီမှာဒဇီးရှိတယ်နော်ဒဇီးရှိတယ်ဥပမာလည်းဒဇီးဟိုးတော့ကတော့ဒါကတော့ယူရတယ်ဗါလဲနောက်ဗါလဲဟိုးတော့ကခေဟောင်းတဲ့ကားကြီးပေါ့ဗျာဟိုးမှာလည်းဒဇီးဒီမှာလည်းဒဇီးဆိုကားကြီးကအများကြီးဖြစ်တော့ဆိုင်ကမလို့တော့ဘူးသွားပြစ်မှာဖြစ်ပါတယ်ကဲအဲ့တော့ဘိုင်သွားပြစ်မယ်အဲ့ဒါကိုသွားပြစ်ပြပြီးမှဖြစ်ပါတယ်အဲ့ဒါလိုက်ခဲ့ကြအောင်နော်အဲ့ဒါဆုံးထိကြည့်ပြီးအဆုံးထိကြည့်ပြီးအားလုံးကိုဘူးကြရအောင်လို့ကျွန်တော်ကရိုက်ပြပြီးမှဖြစ်ပါတယ်နော်တကယ်ဆိုရင်ဟိုနောက်မှာဒီမှာပင်လေကြီးရှိတာပဲဒီပင်လေကြီးကိုပြစ်ချပလိုက်ကပါနော်ဒီပင်လေကြီးတဲ့ကိုပြစ်ထဲပလိုက်မှာဘူးမသိတာပါမဟုတ်ကျွန်တော်ကဆိုရင်တော့အဲ့တဲ့ပြစ်ချပလိုက်သူမြန်မာပြည်မှာဆိုရင်ကဒီမှာကြောက်ကဘာကြီးရှိရဒီကြောက်ကဘာကနေမိုက်ကြည့်ပါကြီးညမှာပုံထားလို့ရတာပေါ့ဒါပေမဲ့ဒီနိုင်ငံမှာအဲ့လိုမျိုးခွင့်ရမရှိဘူးစီးစနစ်နဲ့ဟိုးမှာသွားပြစ်ကြတာဖြစ်တဲ့အတွက်နော်စီးစနစ်နဲ့သွားပြစ်ရတာဖြစ်တဲ့အတွက်လို့အဲ့ဒါတွားရိုက်ပြပြီမယ်ကျွန်တော်ပစ္စည်းတွေဝိုင်းတိတ်ပေးလိုက်နော်အားလုံးဘိုင်ဆုံးထိကြည့်ပြီးကြဒီအလေးကတော့သွားနေတာပါမိုက်ပြတာနည်းနည်းတော့ဝေးတယ်ခင်ဗျာဒီခံတော့စောင်းကြည့်ပြီးပါရမယ်ရှောက်သွားနေပါပြီကားလည်းပိတ်တူကားလည်းပိတ်တူကားလေးလည်းပိတ်နေပါတယ်ကားလည်းပိတ်နေတယ်ခင်ဗျာ不是，阿兰那边在飞的，阿这，也阿些，阿兰你那么连飞的话。ပြချင်ပါတယ်ဆိုခုကြီးကိုမရောက်နိုင်ဘူးအဲ့ဒါလမ်းမှာသဘာဝရတာလေးပဲရှောက်ချီပေါ့ဗျာဒီကနေတိုင်းစီးစနစ်ပြီးအဲ့မှာလည်းကြည့်ကြအဲ့မှာလည်းကြည့်ကြပါ
ကဲဗီဒီယိုကလည်းရှည်သွားလိမ့်မယ်နော်ရောက်ခံဒီမှာတစ်ချက်ပြင်ပြမယ်ခင်ဗျာကဲရောက်ပါပြီခင်ဗျာဒီမှာပါနော်ကဲရောက်ပါပြီဒီချာယူတော့ကွင်းကြီးနဲ့ပြင်ဆင်လာတာဗျာနော်အဲ့ဒါလေးကျွန်တော်တခုကြီးစီလိုက်ပြမယ်ဒါပေမဲ့တချို့ပိတ်တဲ့ဟာရပိတ်တဲ့ဟာကြဖွင့်လို့မရဘူးဘာပြစ်လို့မရဘူးမတူကွန်တိန်နာတွေနဲ့ဆိုတာလောက်တာတယ်ကွင်းကြီးနဲ့အဲ့မှာလာပြစ်ကြရတယ်ကိုကားရင်းနဲ့ကိုလာပြစ်ကြတာအဲ့မှာဒီနေ့တော့လူကနေတယ်ပစ္စည်းကလည်းတိမ်သွားတယ်တကွင်းပြီးတကွင်းပတ်ပစ်ကြတာနော်နေရာနဲ့တရနေရာမတူဘူးအဲ့မှာပြစ်နေကြပါပြီကွင်းထဲမှာလာပြစ်ရပါတယ်ဒီနေ့တော့တိတ်မရှိဘူးကြာကျွန်တော်ဟိုတော်လာပြစ်တော့တော့ဆိုင်ကယ်တွေပါညာကြီးအကုန်ရှိအမိုက်ပြစ်တာကိုကျွန်တော်စဉ်းစားပြီးမယ် Oh my godဒီမှာပါကိုဘကိုလာပြစ်ကြဒီမှာပြစ်ကြဒီဟာကြတော့သူကကက်ထုတွေစာရက်တွေပြစ်ကြသူကရေးထားပြီးဘာတွေပြစ်ရမှာလဲဆိုတော့ရေးထားပြီးတယ်ကလေးနေပြစ်တဲ့နေရာတက်တက်ရှိတယ်ကလေးနေပြစ်တဲ့နေရာကဒီမှာကလေးနေပြည့်နေရတယ်တခုဆိုတနေရာမှာဆိုတနေရာပဲပြည့်ရတာခြေကြီးပဲဝင်ရပတ်ပြီးတော့ပြည့်ရတော့ဝိုင်းပြစ်ပေးရမှာပြီးရင်ရိုက်ပြမယ်နော်ဒီဟာကတော့ဂတ်ထုတွေဖြစ်တဲ့နေရာဂတ်ထုတွေတက်ဂတ်ထုဆိုဂတ်ထုတက်ဖြစ်တဲ့နေရာကိုကျွန်တော်ပြပြီးတယ်အောက်ဒီကြားကုန်ပါပြီခုံးတစ်ခါနဲ့ဆိုတော့ဒီမှာဂတ်ထုဖြစ်တဲ့နေရာကားတွေနဲ့လာပြစ်ကြတာနော်အဲ့ဒါဘိုးမတဲ့ဒီတိုင်းကိုစီပဲကိုထုတ်လေးတွေကိုဆွဲပြီးတော့လာပြစ်ကြတာအဲ့ဒါပါပဲဒီရတဲ့လူရှင်းနေကြလူရှင်းတယ်ဟိုဘက်မှာကွင်းကြီးတွေပြပြီးရောမနော်ဒါပိုင်ကိုထုတ်လေးတွေကိုဆွဲပြီးတော့လိုက်တယ်နော်အဆန်ပေးပြီးတော့ခိုင်းစရာမလိုဘူးဒီနိုင်ငံမှာဝင်သားမလို့လိုက်တယ်နော်ဒီနိုင်ငံမှာဝင်သားမလို့ဘူးကိုကကိုလောက်ကြရတာရန်ကုန်မှာသဘောကြီးကြားရတယ်ဘယ်စီပင်းမှမလိုတော့ဘူးပေါ့ကိုထုတ်ကိုဆွဲကိုဘက်လာပြစ်ကြတာအများကြီးပဲအဲ့မှာကိုကြီးဖွားကြီးကဲနောက်တစ်နေရာဆက်သွားပြပေးမယ်နော်ပတ်ပြစ်ကြတာဒီနေရာမှာပတ်ပြစ်ရတာဖြစ်တဲ့အတွက်မို့လို့တန်ဆိုရင်တန်နေရာရိုက်ပြပြီးပေါ့ဒီနေ့ကပစ္စည်းကတိတ်မပြစ်ဘူးတော်ဆိုဆိုင်ကယ်တွေဟာဆိုဖာရှေ့ဒီဘက်လုံးလုံးကြီးရှိရပစ္စည်းမှပြစ်လို့မရတိတ်ပြီးတော့မရှိဘူးတချို့ကရိုက်လို့မရတဲ့နေရာတွေလည်းရှိရဒီမှာဥပကူတောင်တွေပဲတော့ပြရအောင်ဥပမှာကြော်သွားပြီအဲ့နေရာမှာကားပါကင်မရှိဘူးအဲ့မှာဆိုဖာတွေပါတွေဒီကွန်တိန်နာဘုံကြီးမှာကားထဲမှာတခါလေးထည့်ပြပြီI didn't Hi, how are you? Good, how you doing? Yeah, good. Thank you. ဒါကတော့အမိုက်တွေဖြစ်တဲ့နေရာဒီမှာဒီဟာကျတော့ဒီမှာထားရတယ်ဒီနားလေးမှာပြင်ထားရတယ်လူချင်းတဲ့စီရှိရင်ယူလို့ရတယ်ဒီကတော့အမိုက်80ဦးလေးလူချင်းတဲ့စီရှိရင်ယူဒီကတော့အမိုက်80ဟိုးဘက်မှာရှိတယ်ဗျကွန်တိန်နာတွေ
အဲ့ဒါတော့ပြပြီးဖို့အဲ့နေရာကြီးကျတော့အဲ့မှာလုံခြုံကြီးရှိရအဆောင်နေရှိရတိတ်ပြီးရိုက်လို့မရအဲ့မှာကိုတောင်လေးတွေဟူဟာလေးတွေကျတော့အဲ့မှာနီးကက်ဆွဲပြမယ်အဲ့မှာအင်ကြီးတွေဖြစ်တယ်အင်ကြီးတွေဆေးဝါးတွေဖြစ်တဲ့နေရာကိုနော်ညဒီမှာလည်းလုံခြုံကြီးရရှိရတနေရာနဲ့တနေရာတည်တဲ့တိုင်းပဲအဲ့မှာညမှာဆိုရင်ကိုတောင်လေးတွေများအဲ့တော့ပြစ်တယ်ရောက်ပါဘူးအချင်းမရဘူးပြတစည်းနဲ့တစည်းကစောင့်နေရတော့တခြားမရိုင်းလိုက်နိုင်ပါဘူးဗျတခြားမရိုင်းလိုက်နိုင်ပါဘူးခင်ဗျာ sorry ပါတခြားမရိုင်းလိုက်တာသူကအခုပဲကြည့်ပါမြေလောနဲ့အမြန်ပြစ်ကတစည်းကအနောက်မှာသူက line နဲ့စောင့်ရတာဖြစ်တယ်ကိုကရေရှည်ကြာကြီးရက်လို့မရဘူးကိုကကိုပြစ်ပြီးအမြန်ထွက်ကအဲ့မှာကလုံခြုံရေးကင်မရာကြီးရှိတယ်လုံခြုံရေးကင်မရာရှိတယ်အဲ့မှာကဟိုဗာလဲအဆောင်နေရှိတယ်ဝန်ထမ်းတွေလုံခြုံရေးတွေဝန်ထမ်းတွေရှိတဲ့အတွက်အမြန်လောက်ကဖြစ်တယ်ပြီးတော့နောက်ကတေချာရိုက်ပြပေးပါမယ်ဒီနေ့ကလည်းပစ္စည်းပြတဲ့လူကတိတ်မရှိဘူးဗျသူကတစ်ခေါက်ကလာတိမ်သွားတာလေဟိုပထမအခေါက်ကဆိုရင်ဆိုဖာကြီးတကယ်လူချင်းစရာတွေဆိုင်ကယ်တွေစပိန်တွေအဲ့လိုတွေပြစ်ထားတာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီတစ်ခေါက်ရိုက်ပြမယ်ဆိုတော့ဟိုကြောက်တော့ဘာမှသိမ့်ဖြစ်လူကလည်းရှင်းနေတာအဲ့ရှင်းတဲ့အပြင်ဟိုမှကားတစီပစီတန်းစီပြီးဆောင်းရတာဖြစ်တဲ့အတွက်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပြီးလည်းဒီကြောင်ရင်ကျေးဇူးတင်ပါတယ်ဒါပေမဲ့လာလိုက်ကတော့အဝေးကြီးပဲတေချာရိုက်ပြမယ်ဆိုပြီးတော့တေချာတော့မရိုက်ပြတေချာတော့ရိုက်ပြတာပဲလေပစ္စည်းမရှိဘူးလားပြသမားကြီးနဲတယ်ပေါ့ဒီနေ့ကြတော့ကဲအဲ့ဆိုဒီလောက်ပါပဲเนาะဘိုင်ဘိုင်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီး